ဘန်ကောက်မှာနေပြီး office job ကိုဖြတ်သန်းနေတဲ့မိန်းကလေးတယောက်ရဲ့တရက်တာဒီနေ့ကတော့ weekday မဟုတ်တဲ့ weekend မှာဘယ်လိုတွေဖြတ်သန်းမလဲဆိုတဲ့ vlog လေးပါ weekend မှာဘာလို့မှလည်းမရှိတော့မနက်ကိုအေးစစ်စစ်နဲ့ဖုန်းလေးသုံးပြီးတော့အိယာလေးသေးချစ်ချက်သိမ်းဖြစ်ပါတယ် breakfast ကို slow morning cozy vibe လေးနဲ့ enjoy တစ်ဖြတ်လို့ဖြစ်ခဲ့တယ်ဒီအပတ် weekend မှာ step ဘာမှချိန်ထားမရှိဘူးဆိုတော့အိမ်မှာပဲအေးစစ်စစ်အနားယူပြီးတော့အလုံးလုံးရာကနေ vibe လေးနည်းနည်းစလို့ရေခဲတက်တာကိုကြည့်လိုက်တော့ရေခဲတက်တာရဲ့မှာဘာမှမရှိရတဲ့ step grocery shopping ထွက်ဖြစ်သွားတယ်ရင်ဆုံးဘာဝယ်ရမှမသိရတဲ့ shopping mall မှာဟိုကြည့်တည်ရင်ဂျင်းနဲ့ step လိုအပ်တာလေးတွေစပြားလို့အိမ်မှာလိုအပ်တဲ့ဟာလေးတွေဝင်ဝယ်သားတွေအသီးရွက်တွေနွားနို့တွေ coffee တွေတပတ်စာအတွက်လိုအပ်တာလေးတွေကိုအကုန်စုဝယ်တယ်တပတ်စာ grocery shopping အတွက်ကတော့900နဲ့1000ကျားထဲမှာရှိပါတယ်ဘန်ကောက်မှာနေပြီးတော့ဒီလိုမျိုး grocery shopping ထွက်ရတာ step အတွက်ကတော့ enjoy ဖြစ်ရတဲ့ moment လို့ပြောလို့ရတယ်ဘန်ကောက်မှာနေမယ်ဆိုရင်ဒီလိုမျိုး recycle shopping bag လေးတွေကတော့မဖြစ်မနေစောင်းအောင်ပါမယ်မဟုတ်လို့ရှိရင်အဲ့ဒါတွေကိုပတ်စံပေးတော့ပါလိမ့်မယ် shopping ထွက်ပြီးပြန်မှန်းလာပြီဆိုတော့ cafe မေဆုံမှာ matcha latte လေးနဲ့ခဏနားယူဖြစ်နိုင်ငံခြားမှာတယောက်တည်းနေရဆိုပေမဲ့ကိုယ့်ရဲ့ life ကို healthy ဖြစ်အောင် enjoy နေပဲဖြစ်အောင်အမြဲတမ်းအသစ်ဆန်းလေးနဲ့ဒီနေ့လည်းပါရမဟုတ်အိမ်မှာကိုစားချင်တာလေးဒီကိုချက်ပြုတ်ပြီးတော့စားပြီးတော့ stay lunch တွေကို enjoy လုပ်ဖြစ်ပါတယ်ဒီနေ့ရဲ့ lunch လေးကတော့ကြက်သားလေးကို air fryer လေးနဲ့กินထားပြီးတော့ရုံးနေသည့်ကြော်လေးနဲ့စားဖြစ်ပါတယ် lunch လေးကိုဒီနေ့ဇကားလေးကြည့်တော့ ACC လေးဖြတ်သန်းပြီးတော့စားတော့ဖြစ်တယ်ဒီတစ်ပတ် weekend မှာတော့အိမ်လည်းမရှင်းရတာကြာပြီဆိုတော့တစ်ပတ်စာဖတ်ထားသမျှတွေကိုအိမ်မှာအပြောင်ရှင်းတော့ဂျင်းကိုသားဖြစ်ပါတယ်ဘန်ကောက်ရဲ့ရာသီဥတုက9လပိုင်းဆိုပေမဲ့မိုးကတော့နေတိုင်းရွာမြဲစေးရွာမြဲပါပဲမိုးရွာနေပေမဲ့မိုးကိုအန်တုပြီးဂျင်းကတော့ပုံမှန်သွားနေကြသွားမြဲပါပဲဒီနေ့ကတော့အောက်ပိုင်းနေဆိုတော့လူဤဆောင်နေအောင်ကျင်ကစားပြီးတော့အင်ကိုလိုက်လျှောက်ပြီးမပြန်နိုင်လို့ပိုးငါပြပြန်ရပါတယ်အိမ်မှာလည်းပုံမှန်လိုမျိုးပဲရေမိုးချိုးပြီးဒီနေ့ကတော့ဆက်ခဲအတွက်အချိန်ပေးခြင်းလို့ skin တိချပြီးတော့ mask ဖြစ်တယ် mask နေရင်စိတ်ခွန်အဖြစ်မဲ့စားလေးတွေဖက်ဖို့ကြည့်တီကြည့်လေးခဏလုပ်ပြီး stay ရဲ့တရတာလေးကိုဒီလောက်ပဲဆုံးသက်လိုက်ပါတော့မယ်